ဒီ10မျိုးသောအလုပ်ကိုကျွမ်းကျင်ထားရဒီ10မျိုးကိုနားလည်ထားရပို့ပြီးတော့မြင်မာတဲ့ရည်ရွယ်ချက်နဲ့နိဗ္ဗာန်တည်းဟူသောတစ်ဖက်ကမ်းကိုငါရောက်အောင်သွားမယ်ဆိုရင်လေဒီ10မျိုးသောလမ်းစဉ်ကိုဘုံဘုံတို့ကျွမ်းကျင်ထားရမယ်နံပါတ်1ဒါနာတဲ့နှမျောဝန်တိုမှုအညစ်အကြေးကိုစစ်ကြောနိုင်ရပေးနိုင်ရမယ်ဝေနိုင်ရမယ်မျှနိုင်ရမယ်နော်ကိုယ့်ရဲ့အစွမ်းအစရှေးအတိတ်ကံပြစ္ဆုတ်ပန်အစွမ်းအစတွေပေါင်းဆက်လို့ရထားတဲ့ဥစ္စာပစ္စည်းကိုတယောက်တည်းသုံးဆွဲမယ်ဆိုတဲ့ဘောင်ချင်းတဲ့အမြင်ကိုကျော်လွန်စေရမယ်တတ္တဝါတွေကိုလည်းဝေမယ်မျှမယ်ဝေနိုင်တဲ့စိတ်မျှနိုင်တဲ့စိတ်ဟာမြင့်မြတ်တဲ့စိတ်ပဲဒါနာတဲ့ပြီးတော့မှာတော့သီလတဲ့သီလဆိုတာကိုယ်နဲ့နှုတ်ကို